是啦。先。啊 ，sorry， 那你啊，你应该话你做人既然演苗嘛，给你个背了怎么？明白。阿姨，阿是你呢？把苗为啥目标没行？အာစီဆိုပြီး line ပေါ်မှာနာမည်ကြီးနေလို့လေအဲ့ဒါအိမ်လေးတစ်လုံးစောက်ချင်လို့ညီမတို့ရှိကိုလာခဲ့တာ ဒီကျေဘလောက်ပေါ်မှာစောက်ပြရမလဲရှင် 40-60 အထက်ရည်အတွက်လေးသိပြရစီ 28ထက် ရှင် အော် sorry 3ထက်သမီး အိစာအပ်ပြီဆိုရင် architecture drawing ကနေပါဆက်ဆွဲပေးတာဖြစ်တဲ့အတွက်၄ရောက်ပလန်လေးအားစတင်ပေးပါတယ်အဲ့အတွက်အမကြီးအနေနဲ့မိသားစုဝင်လေးများသိပြရစီရှင် မိသားစုဝင်လားမိသားစုဝင်ကအမယောက်ျား2ယောက်အော် sorry ယောက်ျား1ယောက်ကလေးက2ယောက်ဆိုတော့4ယောက်ပေါ့နော်4ယောက်ဆိုတော့အမ4ခန်းလိုချင်တယ်အဲ့3တက်ကြီးမှာပေါ့နော်4ခန်းလိုချင်တယ် အိတ်ခမ်းလေးခန်းအပြင်အမတို့ထည့်ပေးနေကြ dining တို့ kitchen တို့ living တို့အကုန်ထည့်ပေးလိုက်မယ်နော် အော်အဲ့ဒါအတွက်အမကစိတ်ချရဲအာစီကိုအမကယုံကြည်ရဲစိတ်ချရဲအတွက်ကြောင့်အမလာခဲ့တာရှင်ညီမလေးသဘောအတိုင်းစိတ်ဘယ်လိုသာလုပ် အခန်းလေးခန်းသိရတာဖြစ်တဲ့အတွက်ကလေးနှစ်ယောက်အတွက်ကနှစ်ခန်းမိုင်းနဲ့အကိုကြီးနဲ့အတွက်ကမာစတာတစ်ခန်းနဲ့အခြားတစ်ခန်းကတော့ဧည့်သည်ဆောင်လေးအတွက်မတို့ရထားပြရမလားရှင် no မဟုတ်ဘူးညီမအမယောက်ျားနဲ့အမနဲ့ကလေတစ်လမှာ32ရက်လောက်ကတက်နေကြတာအဆင်မပြေဘူးအဲ့တော့သူတစ်ခန်းကိုတစ်ခန်းနေမှာဒါပေမဲ့အမတို့ကိုအခန်းစီစဉ်တဲ့နေရာမှာသူနဲ့အမနဲ့ကိုညနေချင်းဆိုင်ပေါ့နော်အခန်းလုပ်ပြီးပါ မိုင်းဒါဆိုရင်ရောက်တဲ့ဆိုင်နဲ့မတို့အားစီချိုးလို့လေစံပြတ်ခါဖြစ်တဲ့အတွက်မိုင်းဆောက်ဖို့အတွက်အကြံဉာဏ်လေးတွေရအောင်လို့လေအားစီချိုးလေးကိုတိုင်းနေချိုးပေးပါလားမိုင်း โอเคလေးသွားကြတာပေါ့ဟောဒါနဲ့အေးရမလားလေးပါလား ဟုတ်ပါရဲ့တမီးအေးလေးယူခဲ့အောင်လေတမီးอ่ะ လာပြန်လီ ညီမဒါဆိုဒီခုံနေပါမှာပေါ့ အော်ဒီကုံကြီးကတော့လူစနေချာလို့ခေါ်ပါတယ်အမကြီးရှင်ညီမတို့ RC အနေနဲ့က modern furniture ပြည့်စုံလုပ်ပြီးတဲ့စက်ရုံနဲ့ရှိတဲ့ပြင် modern furniture တွေကိုလည်း fitted furniture တွေအနေနဲ့ customize ဆောင်ရွက်ပြီးတော့အမကြီးကဲပြီးလူစနေချာပါလို့ကျင်เนาะ customize ဆက်ပြီးဆောင်ရွက်ပေးပါလေ လိုတယ်ညီမလိုတယ်ဒီခုံကို32ခုံလို့အမကနာမည်ပေးလိုက်မယ်အမယောက်ျားနဲ့အမနဲ့ရန်ဖြစ်ပြီးသွားတဲ့အချိန်မှာပြန်ချစ်တဲ့အချိန်မှာဒီခုံမှာအမတို့ကစကားတွေပြောချမှာ ။အိုးအဆင်ပြေတာပေါ့အမကြီး gathering လေးလုပ်လို့ရတာပေါ့ ဟုတ်တယ်ဒီခုံတော့ရအောင်ထည့်ပြီးနော်နောက်မှဆိုအမတို့ကဒီမှာကော်တော်ကြီးခင်ပြီးတော့32နေရမယ်အဲ့ညီမဒီခန်းလေးရအောင် ဒီကလေးက baby လေးထားလို့ရရရှင်သူကမှစတာပဲလို့မယ် ဘေဘီလေးဒီမှာမထားပေါ်မှာထားမှာအဲ့ဒီခန်းလုံးကတော့မဆာပါတော့မှာ မစတာပဲတော့တုံးခက် ကောင်းနေညီမအမအိုက်ပုံစံအရန်ကြိုက်တယ်မဆာပါတော့3ခန်းလုံးပါတယ်ဆိုတော့အဆင်ပြေတယ် ဟုတ်ကဲ့မ ပေါ်ထဲမှာပါရှိသေးတယ် ပေါ်တော့မှဖျားကက်ရှိရမှလိုက်ချင်ဦးလေ အေးပါမယ် ။ဟာဒီထက်မှာတော့ဖျားเจ้าဆောင်အကျယ်ကြီးနဲ့ special master bedroom ခန်းရှိပါတယ်အမ တက်ပေလိုက်တာကိုယ်ဘုရားခန့်ရငွေရောဘယ်လိုချေးရမလဲညီမ ။ဝင်ရောက်9ချိန်ချီလို့ရတယ်အမ down payment 20%ချီပြီးတာနဲ့ကျွန်တော်တော့ progress payment လို့ခေါ်တဲ့လုပ်ငန်းတစ်ဆင့်ချင်းချင်းပြီးမှဒါ9ချိန်တိုင်negotiate လုပ်ပြီးတော့ချေလို့ရပါတယ်အမကြီး ငွေချေးအမတို့ကတိတ်အရင်မကြည့်ပါဘူးကွယ်ဟောဒါနဲ့အပေါ်ထက်မှာပါရှိသေးရတယ် ။ပေါ်ထက်မှာလူတော့ဂါတိုင်းရှိသေးတယ်အမတကြည့်ကြ ဟဲ့တရလိုက်တာညီမရဲ့ပန်းမင်လေးတွေနဲ့စိမ့်လက်ဆိုပြီးနေရပဲ ။ဟုတ်ကဲ့ငါမကြီး green လို့လေးပေါ့နော် ဒါပေမဲ့ညီမမရင်ကြောက်တယ်နော်အမ ။ဟုတ်ငနေ အ အတွက် မ တော့ မရင်ရမ်းကြောက်တယ် စိတ်မပူပါနဲ့ငါမကြီးငနေအတွက်ကိုငနေတီးတန့်ခံနိုင်တဲ့ seismic design ကို structure ကို design လုပ်ပြီးတော့အဲ့လိုလေးဆောင်ရွက်ပေးပါရအမရှင် အရင်စိတ်ကြပါအောင်ပါ ။ဟုတ် ဟုတ်ပါမှာပါရှိသေးတယ် ဖုန်းမှာနဲ့အမဆိုလာတွေတက်ထားတော့ဒီ24 hour မီးသိမကြတော့ဘူးတော့မီးပြန်လေ ဟဲ့အပေါ်မှာလဲဆိုလာနဲ့နော်ဒီဘက်ကစိတ်ချရအောင်ပါ ဆိုလာပါတော့24 hour မီးအတွက်ကတော့တကယ်ကိုစိတ်ချရတယ်မကြီး one stop service ပေးတဲ့ biometric construction ပါ ဒီနည်းဆုံးတော့ဒီပြီးခုံလို့ရတယ်ဟောတာလည်းညီမဘယ်လောက်ကြာမှာလဲ အချိန်ကတော့အမက3ထက်နော်3ထက်ဆောင်မှာဆိုတော့6လနဲ့8လကြာပါတယ်ရှင်အမကြီးပြီးရင် decoration အပြီးစီးဆိုရင်တော့ decoration အတွက်အချိန်လေးကစုစုပေါင်း1လလောက်ထပ်ပေါင်းလို့ရှင်တော့စုစုပေါင်း9လလောက်တော့ကြာမယ်ထင်ပါတယ်အမကြီးရှင်ဒီချာ detail ကိုတော့ working schedule နဲ့စနစ်တကျပေးပါတယ် အမလေးဖြစ်နိုင်ရင်လေဒီနေ့စောင့်မနေ့ပြန်တက်ချင်တာ ဟုတ်စီဝင်ပါမယ်မပါညီမတို့တိဆောက်ချိန်ကာလကို6လကနေ9လကြာလို့သတ်မှတ်လို့ရပါတယ်ရှင်အသေးစိတ် detail ကိုတော့အကျန်းထင်တဲ့အချောတယ်ဆိုတော့ပြန်ပြီး working schedule စနစ်တကျဆမြင့်လက်ဆောင်ပေးပါတယ် โอเคအမရန်သဘောကျပါပြီကောင်းလိုက်တာညီမရဲ့
အာစီရဲ့ဝန်ဆောင်မှုအရန်ကောင်း ကျေးဇူးပါမကြီးဒါဆိုရင်ညီမတို့အနေနဲ့အမအဝယ်ခိုင်းမိကွက်လေးလိုက်ကြည့်ပြီးတော့ site တက်ကနေစပြီးတော့ဆောင်ရွက်ပေးချင်လို့လေ အော်အမယောက်ျားအနဲနဲ့အမနဲ့ကလေရန်ဖြစ်ထားလို့သူ့ကိုမေးပြီးရင်အမပြန်လာပြီမယ်နော် ဟုတ်ကဲ့ပါစိတ်ရှိလက်ရှိနဲ့စောင့်နိုင်ပေးပါမယ်အမကြီး ဟုတ်ကဲ့ပါရှင်သူသမားကြီးတင်နေနော်ညီမ